အခုလိုမျိုးတရုံးလုံးစိမ့်နေတာကိုကျွန်တော်တို့အရေးဝင်တယ်လို့ခေါ်တာပေါ့ဗျာဒီလိုအရေးတွေဒီလိုတရုံးလုံးဝင်ဖို့အတွက်ကိုကျွန်တော်တို့ဘာမှန်းကြောင်ဝင်လဲဆိုတာကြည့်တတ်ဖို့ဒီနေ့ဗီဒီယိုမှာရှင်းပြသွားမှာဗျကျွန်တော်ရှိမှတင်တန်းတက်မယ်ဆိုရင်လည်းစရင်ပေးလို့ရပါသေးတယ်လို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုအောင်ပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့အခုလိုမျိုးပေါ့ဗျာအကြောက်တရုံးလုံးမှာစိမ့်နာလေးဝင်ဖို့အတွက်ကိုကျွန်တော်တို့ဝင်ခြင်းရဲ့လက္ခဏာကြည့်လို့ရတယ်ဗျအဲ့ဒီလက္ခဏာအကြောင်းကိုပြပြပေးသွားမှာဖြစ်တယ်ဗျမိသတို့တစ်ချက်တော့ကြည့်ပါဗျဒီကြောက်တရုံးလုံးဒီမျက်နှာပြင်ဖြတ်ထားတဲ့တရုံးမျက်နှာပြင်လုံးမှာတရုံးမျက်နှာပြင်တစ်ခုလုံးကစိမ့်လန်းနေတယ်ပေါ့ဗျစိမ့်နေတယ်ပေါ့ဗျအခုလိုဝင်ရခြင်းအကြောင်းရင်းကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မန်းအကြောင်းပြတယ်ဗျဘာမန်းလဲဆိုတော့ကျွန်တော်တို့ဒါကိုပန်းမန်းလို့ခေါ်ပါတယ်ဗျအခွန်တရုံးလုံးပေါ်မှာအခုတစ်ချက်ကြည့်ပါဗျစိမ့်လေးတွေအခွန်ပေါ်မှာလဲစိမ့်ရိတ်လေးတွေမြင်လာမသိဘူးခင်ဗျအဲ့ဒါဒီကျွန်တော်တို့ဒီလိုအရေးတရုံးလုံးဝင်ခြင်းရဲ့လက္ခဏာဗျဒီကောင်ကဆက်ပြီးဖြတ်လဲတောက်လဲဒီလိုပဲဝင်ပါဗျဒါဒီကျွန်တော်တို့ကပန်းမန်းရဲ့လက္ခဏာကြောင့်ဖြစ်တယ်ဗျအခုကျွန်တော်ထိုးပြပေးတဲ့ဟာတွေပန်းမန်းဖြစ်ပါတယ်လို့ဆိုရင်ဒီလိုလေးဆုံးသက်ပါတယ်ဗျဒါကတော့ကျွန်တော်အပတ်စဉ်18တင်နန်းစင်းကြီးကိုများနဲ့အမှတ်တရသတိရလို့တင်လိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ